ဒီနေ့ကတော့မတို့ထမင်းချိုင်အိမ်လေးရဲ့နောက်ဆုံးအပိုင်းပေါ့နော်ဒီနေ့ကတော့ငါဒီအပေါ်ဘက်ကို3ခုပူးပြီးတော့ခါကြတော့မတို့တွေတကြောင်ချုပ်ထားခဲ့လို့ပြောခဲ့တယ်နော်အပေါ်ဘက်ဆိုတာဒီအပေါ်လေးမှာအရှိဘက်ကဒီအလှနဲ့အလဲကောင်ကဖော့ရယ်ပြီးလို့ရှိရင်ဒီအတွင်းလဲကအတွင်းခံပိတ်စာပေါ့နော်အတွင်းခံပိတ်စာရယ်တွဲပြီးတော့ပတ်လဲကိုမတို့တွေဒီလိုမျိုးလေးတကြောင်လေးချုပ်ထားမယ်လက်ချုပ်နဲ့ချုပ်လိုက်ရင်လည်းရတယ်နော်ဆက်နဲ့နင်းခြင်းနဲ့သူကဆက်နဲ့နင်းလိုက်ရင်လည်းရတယ်အပေါ်နားလေးကိုကတ်ပြီးတော့ပဲတကြောင်သေးသေးပဲချုပ်လိုက်မယ်နော်ချုပ်ပြီးသွားပြီဆိုလို့ရှိရင်မတို့ကဒီလိုပုံစံလေးအနားကွတ်အနားကွတ်တာကိုပုံမှန်အားဖြင့်တော့အိတ်ဒီမှာအိတ်ရဲ့အပေါ်ထိပ်ကိုအနားကွတ်တယ်ဆိုတော့မတို့ကကြစ်ကလေးကွတ်ရတာနော်ကြစ်လေးကွတ်ရဒါပေမဲ့ဒီမှာတော့ဒီလိုမဟုတ်ဘူးအနားကွတ်စာကိုနည်းနည်းလေးပိုကြီးပြီးတော့ယူရမယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်မတို့ကဒီနေရာလေးအတွင်းထဲလေးမှာမတို့ကကျိုးထည့်ပြီးတော့ရှုံကျိုးလေးလောက်ရမှာเนาะကျိုးထည့်ဖို့ချမ်းအောင်မှာမတို့ကဒီအနားကိုယူရမယ်เนาะအဲ့လိုယူရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျိုးထည့်ဖို့အတွက်ပါနေရာချန်ပြီးတော့အနားကိုစာကိုညှက်ရမယ်เนาะအိတ်ချုပ်တယ်လို့မျိုးဆိုလို့ရှင်တော့ဒါကြီးကိုဒီလိုပေါင်းကြီးထားခဲ့လို့မရဘူးအတဲကိုကြစ်လေးကလေးမတို့ကလိုလေးကိုရမှာပေါ့เนาะအခုကတော့အနားလဲကွတ်တဲ့အပြင်ကိုဒီမှာညီလှလှလေးနဲ့သူ့ဘာသာသူလေးเนาะဒီလိုမျိုးလေးအပေါ်မှာကျိုးလေးထည့်လိုက်တာနဲ့ကျိုးထည့်တဲ့လေးလမ်းကြောင်းလေးရသွားအောင်လို့ပေါ့နော်အဲ့ဒါလေးရကြတော့ကိုမတို့ကအိတ်ကိုဒီလိုမျိုးချိုးလိုက်မယ်ဆိုလို့ရှိရင်ဟိုဘက်ကိုတစ်ချမ်းဒီဘက်ကိုတစ်ချမ်းထည့်မယ်နော်ဒီဘက်ကနေဝင်လာတဲ့ကျိုးကဒီဘက်မှာတစ်ခါဆုံးဟိုဘက်ကနေဝင်လာတဲ့ကျိုးကဟိုဘက်မှာတစ်ခါဆုံးအဲ့ဒါမှဆွဲရှုံလို့ရမယ်နော်အဲ့ဒီအတွက်ကြောင့်မလို့မတို့တွေကဒီဘက်မှာတစ်ချမ်းပတ်လေကွတ်မှာပဲဒါပေမဲ့တစ်ပတ်လေလုံးကိုအိတ်ကွတ်တယ်လို့ပြောတခါလည်းမကွတ်လိုက်ဘူးဟိုဘက်တစ်ချမ်းကိုတစ်ခါကွတ်မယ်ဒီဘက်တစ်ချမ်းကိုတစ်ခါကွတ်မယ်နော်အဲ့ရောကကြမှာတို့ကကွတ်စာညက်ဖို့အတွက်ကွတ်စာရဲ့အရှိဟိုဘက်တစ်ချမ်းဒီဘက်တစ်ချမ်းဆိုနှစ်ခုပေါ့အဲ့နှစ်ခုမှာမတို့ကအဲ့ဒါကိုတိုင်းလိုက်မယ်နော်တိုင်းလိုက်မယ်ဆိုတော့ဒါကွတ်စာဘယ်လောက်ယူရမလဲဆိုတာကိုတိုင်းရမှာပေါ့အဲ့ရောဒီကနေပြီးတော့ဒီထိတ်ကနေပြီးတော့မတို့တွေဒီလိုတိုင်းလိုက်မယ်စင်တီပဲပြည့်လက်မပဲပြည့်ရတယ်နော်အဲ့တော့ဒီမှာ8ခွဲရှိတယ်เนาะ8ခွဲရှိတယ်ဆိုတော့ကကြမှာတို့ကကိုစာက8ခွဲဒီမှာဆိုဒီအိတ်အရာပေါ့ကိုအိတ်ကိုပဲကိုတိုင်းရမယ်เนาะဒီအိတ်အရာဆိုလို့ရှိရင်ဒါဒီဘက်က8လက်မခွဲဟိုဘက်က8လက်မခွဲပေါ့เนาะအဲ့တော့8လက်မခွဲအရှိအဲ့ရောအမားတို့ကအရင်ဆုံးအဆွေစားညက်ပဲပိတ်စာเนาะဘာလို့လဲဆိုတော့ဒီလိုကိုစာမှန်တဲ့ညမှာဒါရှိရအိတ်တွေကိုချုပ်ဘူးလို့ရှိရင်တော့ဒီအဆွေစားညက်နေကတည်သွားလိမ့်မယ်ဒါပေမဲ့လို့ထပ်ပြောလိုက်မယ်เนาะကိုစာမှန်တဲ့ညမတို့တွေကပိတ်စာရဲ့တဲ့သားကိုမသုံးဘူးเนาะဒီလိုအဆောင်အဆွေသားကိုသုံးမယ်เนาะအဲ့ဒါမှကိုလိုချင်တယ်လို့လေးကိုယ်လိုဆွဲလို့ရဒီမှာဆိုရင်အမတို့ကဒါကိုပိတ်စလို့သဘောထားလိုက်မယ်เนาะဒါကိုပိတ်စလို့သဘောထားလိုက်ပြီးရင်ဒီမှာပိတ်စညက်ပြီးသွားပြီမလို့ပိတ်စလို့သဘောထားလိုက်ပြီးရင်အမတို့ကအဲ့ဒီပိတ်စကို45ဒီဂရီထောင်ကျိုးမယ်45ဒီဂရီထောင်ကျိုးဆိုတာကဒီလိုမျိုးဒီဘက်45ဒီဂရီဒီဘက်မှာ45ဒီဂရီဆိုရင်ဒီဥစ္စာကြီးကထောင်းမှန်ကြနေမှာဟုတ်တယ်နော်ဒီဘက်အနာသားနှစ်ဖက်ကိုထောင်းမှန်ယူလိုက်ရင်ဒါဒီဘက်ကဟာ45ဒီဂရီပဲเนาะအဲ့ဒီပုံစံမျိုးမတို့ကပိတ်စကိုယူလိုက်မယ်တောင်ကျိုးเนาะယူပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီတောင်ကျိုးကိုပိတ်စမှာမတို့ကခောက်ရပေးလိုက်မယ်လက်သေးနဲ့ချစ်လို့ခောက်ရမပေါ်ဘူးဆိုလို့ရှိရင်လည်းမိဘူးလေးနဲ့ဖိလိုက်ရင်ရတယ်เนาะအဲ့လိုဖိပြီးတော့မှဒီမှာပေးရတဲ့အဲ့ဒီနေရာကိုမြင်းဆွဲလိုက်မယ်เนาะမြင်းဆွဲလိုက်မယ်ညှင်းဆွဲပြီးသွားလို့ရှိရင်မတို့ကပုံမှန်အားဖြင့်အိတ်ဒီမှာကွတ်လို့ရှိရင်4စင်တီမီတာလောက်ဆိုရင်ရပြီเนาะဒါပေမဲ့ဒီမှာကတော့ခုနပြောသလိုပဲကျိုးထည့်ဖို့အတွက်ပါအပေါ်မှာနေရာလေးခြံရအောင်မှဖြစ်တယ်5စင်တီမီတာလောက်လိုက်မယ်เนาะ5စင်တီမီတာဆိုတော့5စင်တီမီတာအကျယ်5စင်တီမီတာမှတ်လိုက်မယ်မှတ်ပြီးရင်အပြိုင်ပေါ့เนาะသူနဲ့အပြိုင်ညှင်းဆွဲလိုက်မယ်ဒါဆိုရင်အမတို့ကဒီမှာ5စင်တီမီတာအကျယ်အဆွေစာလေးရပြီเนาะနောက်ထပ်ဒီလောက်နဲ့မလောက်သေးဘူးဆိုလို့ရှိရင်လည်းဒီဘက်မှာထပ်ပြီးတော့5စင်တီမီတာစီမှတ်ပြီးတော့အဲ့ဒီပုံစံအတိုင်းပဲเนาะအဲ့ပုံစံအတိုင်းပဲ5စင်တီမီတာစီမှတ်ပြီးတော့ဒီလိုလေးဆွဲလိုက်ရုံပဲเนาะတက်ချွတ်ပေတန်းရှိလို့ရှိရင်เนาะပေတန်းမှာဆိုရင်ဒီမှာဒါဆိုလို့ရှိရင်တစ်ခွက်ကို5စင်တီမီတာ30 15စင်တီမီတာရှိရပေါ့ဒီဟာကြီးကเนาะအဲ့တော့တစ်ခွက်ကိုဒီဘက်ကမြင်းနဲ့တိုက်ပြီးတော့ဒီလိုလေးမှတ်လိုက်ရင်ရပြီเนาะဒီမြင်းပေါ်မှာဒီတစ်ခွက်စာထားပြီးတော့မတို့ကဒီတိုင်းလေးဆွဲလိုက်ရုံပဲเนาะဒါဆိုရင်တစ်ချောင်းနှစ်ချောင်းသုံးချောင်းပေါ့เนาะ5စင်တီမီတာပတ်လေ5စင်တီမီတာအကျယ်ရှိရယ်ပိတ်စာလေးရသွားမယ်เนาะအဆွေစားပေါ့เนาะအဲဒီတော့ဒါကိုအရင်ငါညှက်ထုတ်လိုက်မယ်
ဟုတ်ပြီနော်ဒီမှာဆိုလို့ရှိရင်တော့ဒါကိုပိတ်စလို့ထားလိုက်ဒီပိတ်စအရာဆိုအမားတို့ကရှစ်ခွဲကရှိနေလောက်ပြီနော်ရှစ်ခွဲကဒီလောက်နဲ့ရလောက်ပြီဒါပေမဲ့ထားပါတော့ကိုကဒီထက်ရှည်တဲ့အရှည်ကိုယူရမှာမလို့ဒီထက်ပိုပြီးတော့ညှက်ရမယ်ဆိုလို့ရှိရင်လည်းထပ်ပြီးတော့ညှက်လိုက်မယ်ညှက်ပြီးတော့မတို့ကဆက်ရမယ်ဒီအဆွေးစားအောင်နော်အဆွေးစားကိုဆက်ရမယ်အဲ့တော့ဒါကဥမာအခုဆိုလို့ရှိရင်တော့မတို့ကပိတ်စကရှစ်ခွဲလောက်ပဲအရှည်ယူရမှာဆိုတော့ခါကြတော့ရှစ်လက်မခွဲဒီမှာတိုင်းကြည့်လိုက်ဒီမှာဒီတစ်ချောင်းဆိုရင်ရနေဒါပေမဲ့ကိုယ့်ရဲ့ပိတ်စကသေးတယ်ရှစ်လက်မခွဲကိုတော့မရှိဘူးဆိုလို့ရှိရင်ခုနပြောသလိုပဲမတို့ကဒီအဆွေးစားနှစ်ခုကိုဆက်ရမယ်နော်ဆွေးစားနှစ်ခုကိုဆက်ရမယ်ဆိုတော့ဒီဆက်တဲ့ပုံလေးကိုပြပေးမယ်နော်ခုမတို့ကခုနညှက်လိုက်တဲ့အဆွေစားနှစ်ခုပေါ့နော်အဲ့ဒါကိုအခုဒီဘက်ကစာလေးတွေပါနေတာကိုအလှလို့ထားလိုက်မယ်နော်အလှလို့ထားလိုက်ရင်ဒီလိုနှစ်ခုကိုရှင်ရက်ချလိုက်မယ်ချလိုက်တဲ့အခါမှာဒီလိုအဆောင်လေးကအတူတူဖြစ်နေရမယ်နော်မတူလို့ရှိရင်မတို့ကဟိုဘက်ကဟာလေးကိုဒါအလွယ်မှတ်တာပေါ့နော်ဟိုဘက်ကဟာလေးကိုအဲ့လိုလေးပဲညီအောင်လိုက်ဆောင်းလိုက်မယ်နော်ဒီဘက်ကိုအတူတူဆိုတာတစ်ထက်သေးတူတာကိုပြောတာမဟုတ်ဘူးတစ်ဖက်သေးကိုဆောင်းရမှာပေါ့နော်တစ်ဖက်သေးကိုဆောင်းရမှာဆိုတော့မာကဒါလေးကိုလည်းဒီလိုလေးဆောင်းလိုက်ဟုတ်ပြီနော်အဲ့ဒီတော့ဒီနှစ်ခုကိုဆက်ချင်တယ်เนาะဒါလေးကတိုနေလို့ပဲထားပါတော့တိုနေလို့အဆွေစားနှစ်ခုကိုဆက်ချင်တယ်ဆိုလို့ရှိရင်ဒီလိုအဆောင်တစ်ဖက်သေးကိုယူမယ်ယူပြီးရင်ဒီဘက်ကဟာလေးကိုယူလိုက်မယ်ယူပြီးတော့ဒီအပေါ်မှာသွားပြီးတော့ထပ်လိုက်မယ်เนาะဒီဘက်ကဟာလေးကိုယူပြီးတော့ဒီပေါ်မှာဒီလိုပုံစံမျိုးလေးသွားပြီးတော့ထပ်လိုက်မယ်เนาะသွားပြီးတော့ထပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ V ပုံစံလေးနှစ်ဖက်ပေါ်သွားမယ်เนาะဒီပုံစံလေးနှစ်ခုပေါ်နေမယ်ဒီ V လေးနဲ့ဒီနေရာလေးနဲ့เนาะ V ပုံစံလေးဒီမှာဒီနေရာလေးအချွန်လေးပေါ့ထောင်ကျွန်းလေးနှစ်ခုပေါ်နေမယ်အဲ့ထောင်ကျွန်းလေးနှစ်ခုကိုအမားတို့ကဆက်ရမယ်เนาะထောင်ကျွန်းလေးနှစ်ခုကိုခုဒီမှာလိုလေးညှင်းဆွဲလိုက်မယ်ညှင်းဆွဲလိုက်ပြီဆိုလို့ရှိရင်အခုဒီညှင်းဆွဲလိုက်တဲ့ဟာလေးအချွန်လေးနှစ်ခုအဲ့အချွန်လေးနှစ်ခုကိုအမတို့ကဒီကနေပြီးတော့တကြောင်ချုပ်လိုက်ရင်ရပြီเนาะဆက်နေဆိုလို့ရှိရင်လည်းတကြောင်ချုပ်လိုက်ရင်ရပြီချုပ်လိုက်တဲ့အခါမှာအမတို့ဥစားဒီလိုလေးဖြစ်သွားမယ်เนาะဒီလိုလေးဖြစ်သွားမယ်ဘေးကအချွန်လေးတွေကိုညှက်ထုတ်လိုက်လို့ရှိရင်ဒါတစ်ဆက်တည်းဖြစ်သွားပြီเนาะတစ်ဆက်တည်းဖြစ်သွားပြီအခုဟာမှာကတော့အမတို့ကလူတာကရှစ်ခွဲပဲလူတာရှစ်ခွဲပဲလူတာဆိုတော့ဒီဟာကိုအရှည်ကိုအမတို့ကရှစ်လက်မခွဲကိုဟိုဘက်ဒီဘက်ဒီမှာခောက်ရမယ်သူကလေအနားလေးကိုသိမ်းရမယ်ဟိုဘက်နဲ့ဒီဘက်နဲ့ဒီလိုမျိုးလေးဒီဘက်မှာဆိုလဲအနားကဒီမှာခောက်ပြီးသားလေးเนาะဒီဘက်မှာဆိုလဲအနားကခောက်ပြီးသားလေးဖြစ်ရမယ်အဲ့ဒီတော့ကြောင့်မလို့အနားခောက်ဖို့အတွက်ကိုဟိုဘက်ဒီဘက်နှစ်စိတ်တာမှမဟုတ်ရင်လက်မဝက်ပေါ့လက်မဝက်ခြံတဲ့သူကတက်လက်မပို့ရမယ်ပိုးယူရမှာပေါ့เนาะဒီဘက်လက်မဝက်ဒီဘက်လက်မဝက်ဆိုတော့အဲ့လိုမှမဟုတ်ဘဲနဲ့နှစ်စိတ်စီခြံတဲ့သူကလက်မဝက်ပိုးယူလိုက်ရင်ရပြီရှစ်ခွဲဆိုရင်6ယူလိုက်ပေါ့ဒီမှာတော့မှကဒါရှစ်ခွဲဖြစ်တဲ့အတွက်ကြောင့်မလို့6ခွဲယူထားတယ်6ခွဲယူထားပြီးတော့ဟိုဘက်ဒီဘက်လက်မဝက်စီခောက်ထားတယ်ဒီအပေါ်နဲ့အောက်ကိုတော့ဒါချုပ်ရလေးအမှမြင်အောင်လို့ပြကျင်တဲ့အတွက်ကြောင့်ချုပ်ရလေးခောက်ပြထားတာနောက်ဒီအောက်ဘက်ကလည်းတေးသေးလေးခောက်ပြီးတော့ချုပ်မှာဖြစ်တဲ့အတွက်အဲ့ဥစ္စာလေးကိုလွယ်လွယ်ကူကူဖြစ်သွားအောင်တခါတည်းနဲ့မီးဘူးလေးနဲ့ဖိထားလိုက်တယ်နောက်မီးဘူးလေးနဲ့ဖိထားလိုက်တယ်ဆိုတော့ဒီမှာခောက်ချောင်းလေးဒီမှာဒီလိုတကယ်ဆိုရင်သူကဒီလိုမျိုးအမတို့9စင်တီမီတာညှက်ထားတာ9စင်တီမီတာကိုဟိုဘက်ကို2စိတ်စာလောက်ဒီဘက်ကို2စိတ်စာလောက်လေးတေးသေးလေးတွေအမတို့မီးဘူးနဲ့ဖိပြီးတော့ခောက်ထားမယ်နော်ဒီအပေါ်ဘက်ကတော့ဒီလိုခောက်ထားစရာမလိုဘူးဖြန့်ထားလို့ရတယ်เนาะဖြန့်ထားပြီးတော့မတို့ကအဲ့ဥစ္စာကိုအိမ်မှာကပ်ပြီးတော့ချုပ်မှာဒီဘက်အောက်ဘက်ကတော့တခါတည်းဒီလိုမျိုးခောက်ထားမယ်เนาะဒါလေးကဒီအတွင်းထဲလေးကိုဒီလိုလေးခောက်ပြီးတော့ဝင်ထားရုံပဲเนาะဒီလိုလေးချုပ်လိုက်ပြီဆိုလို့ရှိရင်ဒီတိုင်းလေးဖြစ်သွားမယ်เนาะဒါကိုမတို့အိမ်မှာကပ်ပြီးတော့ချုပ်ကြမယ်เนาะအဲ့ရောအိမ်မှာကဒီမှာဒီရဲ့အဆုံးကနေပြီးတော့ပဲတိတိပပဒီလိုလေးကတ်ပြီးတော့ဒီမှာချုပ်ရိုးဆိုလို့ရှိရင်လည်းဒီမှာကြည့်လိုက်ဒီဘက်ကချုပ်ထားခဲ့တဲ့နေရာနဲ့တညီရဲလေးဖြစ်မှာမဟုတ်လို့ရှိရင်ဒီအောက်လောက်မှာလာချုပ်လို့ရှိရင်ဒီကွတ်စာကြီးနှစ်ခုကမညီတော့ဘူးဖြစ်သွားမယ်เนาะအဲ့အတွက်ကြောင့်မလို့ဒီဘက်ကချုပ်ထားတဲ့ဟာနဲ့တညီရဲလောက်မှာမတို့ကတေချာလေးချုပ်ပြီးမယ်เนาะတေချာလေးချုပ်ပြီးမယ်ဆိုတော့ဒီနေရာလေးကိုပင်ရလေးနဲ့ထိုးထားလိုက်မယ်ပြီးရင်ဒီပတ်ပတ်လေးကိုလိုက်ပြီးတော့တင်းရဲနဲ့ထိုးထားလိုက်မယ်နော်။မှဆိုလဲဒီတိုင်းလေးအပေါ်အနာသားလေးတညီရဲထားပြီးတော့တင်းရဲနဲ့ထိုးလိုက်မှဒီဘက်မှာအဆုံးဖြစ်သွားပြီနော်။ဒီဘက်မှာအဆုံးဖြစ်သွားပြီဆိုတော့အဆုံးမှာလည်းဒီတိုင်းလေးတင်းရဲလေးနဲ့ထိုးထားလိုက်မယ်။
အဲ့တော့အခုဒီကနေစပြီးတော့ဒီအဆုံးထိဒီဘက်ကနေလာချုပ်မှာဆိုလို့ရှင်လေဒီနေရာကနေစပြီးတော့အခုအမဒီမှာအရာလေးပေးထားတဲ့အတိုင်းဒီအဆုံးထိကိုချုပ်လိုက်မယ်နော်လက်ချုပ်နဲ့ချုပ်မှာဆိုလို့ရှင်လေဒီ running stitch နဲ့ပဲချုပ်လဲရတယ်နော်ဒါမှမဟုတ်စစ်ကလေးဖြစ်ချင်တော့ back stitch နဲ့ချုပ်ပေါ့ဒီမှာဆိုရင်ဒီနေရာလေးကိုအရင်စလိုက်မယ်ဒါဆိုရင်လိုလေးပဲဒီမှာဒီလိုထိုးပြီးသွားလို့ရှိရင်သူ့ရဲ့နောက်ဘက်ကနေပြီးတော့တစ်ပေါက်ကနေပြန်ထိုးလိုက်မယ်နော်စိတ်ကလေးပြအောင်လို့ပြီးရင်နောက်ဘက်ကခြံခဲ့တဲ့ပေါက်ကနေပြီးတော့ပြန်ထိုးလိုက်မယ်နော်ဒါဆိုရင်အချက်ကစိတ်ကလေးပြသွားပြီနောက်ဘက်ကခြံခဲ့တဲ့ပေါက်ကနေရှေ့ကိုတစ်ပေါက်ကျော်ပြန်ထိုးမယ်အနေဖြစ်နေလို့နော်ဒီမှာဒါမှမဟုတ်လဲဟိုအမတို့တွေဟက်စကွန်လေးတွေစက်တုံးရလို့လေးပဲစိတ်ကလေး running stitch နဲ့ချုပ်လဲရတယ်နော်ဒါကတော့နောက်ဘက်ကိုတစ်ချက်ပြန်ထိုးလိုက်တာပေါ့နော်မရှိတစ်ပေါက်မဟုတ်ပဲနဲ့သူ့ရဲ့နောက်ကအပေါက်ထိုးလိုက်တာနော်အဲ့တော့ဒီအတိုင်းလေးကိုမတို့တွေဟိုဘက်ဆုံးထိရောက်တဲ့ဒီချုပ်မယ်နော်ချုပ်ပြီးသွားတော့မှသူပြန်လှန်ပြီးတော့ဒီတိုင်းကိုရမှာနော်ကိုရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးကိုဆုံးအောင်ချုပ်လိုက်မယ်နော်အချုပ်ဆက်သမားကလက်ဆက်နဲ့ချုပ်လိုက်ရင်လည်းရတယ်ချုပ်လိုက်ပြီးတော့မှဟိုဘက်အတွင်းဘက်ကိုလှန်ပြီးတော့လည်းလက်ချုပ်နဲ့ချုပ်ရမယ်နော်ကိုမတို့တွေဒီမှာချုပ်လိုက်ပြီပေါ့နော်ချုပ်လိုက်ပြီးဆိုတော့ခါကြတော့ဟိုဘက်ကိုပြန်ပြီးတော့အုပ်ရမယ်နော်အုပ်ရမယ်ဆိုတော့အဲ့ဒီချုပ်ရိုးလေးကိုအုပ်တယ်ဆိုရုံလေးပဲမတို့အုပ်မှာနော်ဒီမှာဒီနှစ်ခုကိုလည်းစီလေးဖြစ်သွားရမယ်ချုပ်ရိုးလေးကိုလည်းဒီမှာအုပ်သွားရမယ်နော်အုပ်သွားရမယ်ဆိုတော့အုပ်တယ်ဆိုရုံလေးအောက်ကချုပ်ရိုးလေးနော်ချုပ်ရိုးလေးကိုအုပ်တယ်ဆိုရုံလေးပဲအုပ်ပြီးတော့ဒီလိုလေးခြံခဲ့မယ်နော်ဒါလေးကိုဟိုဘက်နဲ့ညှိပြီးတော့တိချလေးဒီမှာဒီတိုင်းလေးပေါ့အဲ့လေးကိုပြီးရင်ဒီဘက်ကလည်းဒီတိုင်းပဲเนาะချုပ်ယူလေးအုပ်တယ်ဆိုရုံလေးပဲဒီမှာဒီဘက်နဲ့အတူတူအဲ့လိုလေးအတွင်းထဲကိုခောက်လိုက်မယ်เนาะတအားအကြီးမခောက်ဘူးเนาะဟိုဒီကနေစမယ်ဆိုရင်ဒီဘက်ကနေပြီးတော့ဒီလိုလေးဒီအောက်ကချုပ်ယူအတွင်းဘက်ကချုပ်ယူလေးကိုမတို့အုပ်လိုက်တယ်ဆိုရုံလေးပဲเนาะအုပ်လိုက်တယ်ဆိုရုံလေးပဲခောက်လိုက်မယ်ခောက်လိုက်ပြီးရင်ပြန်နဲ့ထိုးထားလိုက်မယ်ပြီးရင်ဒီမှာဒါလေးပဲเนาะသူ့နေရာလေးနဲ့သူအုပ်ပြီးတော့ပြန်လေးနဲ့လိုက်ထိုးထားလိုက်မယ်ချုပ်ရလွယ်သွားအောင်เนาะဒီမှာဒီလိုလေးဖြန့်လိုက်တယ်ဆိုရင်ဒီတိုင်းလေးပြတ်သွားပြီဒီမှာအောက်ကချုပ်ရိုးလေးကိုမြင်နေရတယ်အဲ့ဒါလေးကိုငုံပြီးတော့ကျိုးထည့်ဖို့လည်းနေရာခြံထားရမယ်เนาะဒီလိုလေးအုပ်လိုက်မယ်အုပ်ပြီးပြီဆိုတော့မှအမတို့ကဒါလေးကိုလက်ချုပ်နဲ့လိုက်ချုပ်မယ်เนาะရှေ့မှာပြောခဲ့သလိုပဲဒီဂျားလေးတွေကနေပြီးတော့ဟိုဘက်ကိုငုံမိအောင်ဆက်နဲ့ချုပ်တဲ့သူကအဲ့လိုချုပ်လဲရတယ်เนาะဒါပေမဲ့လို့ဒီမှာကတော့လက်နဲ့ပဲချုပ်မှာဖြစ်လို့ဒီတိုင်းလေးပဲဒါခောက်ထားတဲ့ဟာလေးကိုတိချာလေးခောက်ပြီးတော့မှဒီပေါ်မှာအုပ်လိုက်မယ်ဒါစမယ်နေရနော်ခုစမယ်နေရလေးကိုဒီမှာဒီလိုလေးဆိုင်ရမယ်ဒီမှာဒီခုကဆက်ရက်ကလေးပဲနော်ဆက်ရက်ကလေးပြီးတော့မှအဲယူလိုက်မယ်နော်ချီရမတော့ရတယ်အဲ့တော့
ဒီနေရာလေးကစမဲ့နေရာလေးနော်ဒါလေးကိုဖိထားပြီးတော့ဒီအောက်ထဲကနေပြီးတော့အက်ကိုထွက်လာလိုက်မယ်ပြီးရင်ဒီအောက်ကအစကိုအောက်ဘက်ကနော်ဒီအတွင်းနဲ့အခန်းနဲ့အစအောက်စကိုတစ်ချက်ထိုးပြီးတော့မှဒီအပေါ်ကအနာကွက်တဲ့အနေလေးကိုဘေးသားလေးကိုထိုးလိုက်မယ်နော်အဲ့လိုပဲဒီမှာဒီလိုလေးအသားလေးကင်လိုက်လို့ရှင်မလိမ်သွားအောင်ကင်နော်အောက်ဘက်ကအစကိုတစ်ချက်ထိုးမယ်ဒီအပေါ်ကအနီရောင်ဘေးသားလေးကိုတစ်ချက်ထိုးမယ်ဒီပုံစံလေးအတိုင်းဆက်ချုပ်သွားမယ်နော်အောက်ကခရမ်းရောင်ပေါ့နော်ခရမ်းရောင်ပိတ်စာကိုနည်းနည်းလေးပအောင်ထိုးပြီးမှဒီအပေါ်ကအနီခောက်ထားတဲ့ဘေးသားလေးကိုထိုးမယ်ဒါဆိုရင်ဒီမှာဒီဘက်မှာချုပ်ထားတဲ့လိုမျိုးလေးရမယ်เนาะဒါဆိုချုပ်ရိုးကြီးချုပ်ချောင်းကြီးလည်းမပေါ်တော့ဘူးเนาะမပေါ်ဘဲနဲ့သူ့ဘာသာသူလေးလှလှလေးထွက်လာမယ်ဒီလိုမချုပ်ချင်ဘူးဆိုလဲစက်နဲ့နင်းလိုက်ရင်တော့ရတယ်စက်နဲ့နင်းလိုက်ရင်ကြာအဲ့လိုမျိုးတစ်ဖက်ကနင်းလိုက်ပြင်မယ်ဒီဘက်ကြီးမှာအဲ့စက်ရာကြီးလာပေါ်နေလို့เนาะဟမ်မိတ်ဆိုရင်ကြတော့ဒီလိုလေးချုပ်ထားပို့ပြီးတော့ကောင်းတယ်ဒါလေးကိုအခုဒီအတိုင်းဟိုဘက်ကိုရောက်တဲ့အထိချုပ်မယ်နော်ချုပ်ပြီးပြီဆိုလို့ရှိရင်အမတို့တွေကျိုးထည့်ဖို့ပဲကြံတော့တယ်ဒါဆိုရင်ရမယ်ထင်တယ်နော်ဒီဘက်ကလိုမျိုးလေးတညီလေးလေးဖြစ်သွားအောင်ဟိုဘက်ရောက်တဲ့အထိအောင်ချုပ်လိုက်မယ်နော်ဟိုဘက်အဆုံးရောက်တဲ့အထိအောင်ချုပ်ပြီးသွားပြီဆိုရင်ကျိုးတက်ပြမယ်နော်ခုမှတို့တွေဒီမှာကျိုးလေးထည့်ပြထားတယ်နော်ကျိုးထည့်ပြထားတာဒီမှာခုဒီဘက်ဒီကနေစထည့်မယ်ဆိုရင်ဒီအပေါက်ကနေပြီးတော့တောက်လျှောက်ထည့်မယ်ထည့်ပြီးရင်ဒီပေါက်ကထွက်လာပြီးရင်ဒီဘက်ပေါက်ထဲကိုပြန်ထည့်လိုက်တာเนาะပြန်ထည့်လိုက်ပြီးတော့မှဒီကနေလာထွက်တယ်ဒီဘက်ကနေစတယ်ဟိုဘက်ကနေပြန်ထွက်လာတဲ့သဘောပဲเนาะအဲ့လိုမျိုးတစ်ဖက်တည်းဆိုလို့ရှိရင်ဒီမှာဒါရှုံလိုက်ရင်ရပြီเนาะဒါလေးကိုရှုံလိုက်တယ်ဆိုလို့ရှိရင်ဒီမှာရှုံလေးဖြစ်သွားပြီเนาะဒါနှစ်ဖက်ဟိုဘက်ဒီဘက်ဆွဲမှာဆိုလို့ရှိရင်အခုဒီဘက်ကထည့်တာဒီဘက်ကိုရောက်လာပြီးရင်ဒီဘက်ကနေပြောင်းပြန်ထည့်မယ်เนาะပြောင်းပြန်ထည့်ရမှာပေါ့အဲ့တော့နောက်တစ်ချောင်းကိုမှဒီမှာဒါတော့ဒီမှာအကျိတ်နဲ့တွေးလို့အကျိတ်နဲ့ပဲထည့်လိုက်တာဒီတစ်ချောင်းကိုအခုမှဒီဘက်ကနေပြီးတော့ပြောင်းပြန်ထည့်မယ်နော်ဒီဘက်ကနေပြီးတော့ဒီဘက်ကနေထည့်မယ်ဒီဘက်ကနေပြန်ထွက်လာရမယ်နော်ဒီမရှိတဲ့ဘက်ပေါ့နော်မရှိတဲ့ဘက်ကိုထည့်ရမယ်အဲ့တော့ဒါကိုဒီကနေစပြီးတော့ဝင်သွားပြီပြီးရင်ဒီဘက်ထိန်တာခောက်ရလေးရှိတော့နည်းနည်းဒီစားပြီးဒီမှာထွက်လာတယ်เนาะထွက်လာပြီးရင်ဟိုဘက်ပေါက်ကိုတစ်ခါပြန်ထိမယ်ဟိုဘက်စထွက်လာတဲ့အပေါက်ထီအောင်ရအောင်သွားမယ်เนาะဟိုဘက်ပေါက်ကိုတစ်ခါဆက်ထည့်လိုက်မယ်မှာဒါဆိုရင်ဒီဘက်ကနေပြီးတော့ထွက်လာပြီเนาะထွက်လာပြီဆိုလို့ရှိရင်ရပြီအဲ့ရောဒီဘက်မှာနှစ်ပေါက်ရှိရဲဆိုရင်ဒီအပေါက်ကထည့်လာတဲ့ကျိုးကဒီအပေါက်ရောက်မှထွက်ရမယ်เนาะဒီဘက်ကအပေါက်ရောက်မှထွက်မယ်ဒီဘက်ကထည့်လိုက်ရင်ဒီဘက်ကထွက်ရမယ်เนาะပြီးရင်နောက်တစ်ခုကြာလို့ရှိရင်အဲ့လိုပဲဒီဘက်အပေါက်ကနေထည့်လိုက်တယ်ဆိုရင်ဒီကနေလောက်လျှောက်ထည့်သွားဒီဘက်အပေါက်ကြာမှထွက်ရမယ်ဒီမှာဒီလိုမျိုးเนาะသူ့ကျိုးနဲ့သူပဲအဲ့ဒါလေးတွေကိုမတို့ထုံးလိုက်ရင်ရပြီเนาะဒီရှိမှာပန်းပွင့်လေးတွေလုပ်လဲရတယ်ဘာမှမလုပ်ချင်လို့ရှိရင်လည်းထုံးလိုက်ရှည်လေးကိုမီးတိုးလိုက်ရင်ရတယ်ဒီကျိုးလေးတွေကဒီတိုင်းဝယ်တဲ့သူစက်ချုပ်ပစ္စည်းဆိုင်တွေမှာလည်းရှိရယ်နော်ဒီချိန်လုပ်တဲ့ကျိုးလေးမှတ်ဒါဆိုရင်ဒီမှာဒီလိုလေးထုံးလိုက်အထုံးကြီးကြီးလေးထုံးလိုက်ရင်ရတယ်နော်ဒီဘက်ကလည်းဒီတိုင်းပဲဒီမှာနှစ်ကျိုးကိုညီညီလေးအထုံးလေးထုံးလိုက်မယ်လှုပ်ထုံးလိုက်ပြီဆိုရင်ဒါဒီမှာကျိုးကနှစ်ဖက်ဖြစ်သွားပြီနော်ကျိုးကနှစ်ဖက်ဖြစ်သွားပြီဆိုတော့နှစ်ဖက်ကိုဒီလိုလေးဆွဲလိုက်မယ်ဆိုရင်ဒါဆိုရင်မတို့တွေကဒီလိုလေးခြီလိုက်လို့ရပြီနော်ဒီမှာပန်းပွင့်လေးတွေအလှထည့်ရင်လည်းရတယ်နော်ပန်းပွင့်လုံနည်းလေးတွေကိုနောက်တစ်ခါကျမှပြပေးမယ်နော်ဒါကတော့အခုဒီတိုင်းလေးဆိုလို့ရှိရင်ဒါဒီထဲမှာသမင်းကြိုင်လေးထည့်လို့ရတယ်နော်ရေဘူးဖြစ်ဖြစ်သမင်းကြိုင်ဖြစ်ဖြစ်ဒီလိုမျိုးထည့်လို့ရတယ်ဒါဒီလိုမျိုးလေးပြန်ပြီးတော့ဒီလိုလေးဖြစ်သွားပြီနော်အိတ်ရဲ့ရှုံကဒီလိုမျိုးလေးပေါ့ရှုံအိတ်ကလေးဒါဆိုလို့ရှိရင်ဒီတစ်ခါကိုသမင်းကြိုင်အိတ်လေးကပြီးသွားပြီနော်
ဒီထဲမှာပစ္စည်းလေးတစ်ခုခုကိုထည့်လိုက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးသူ့ဟာလေးနဲ့သူနေတော့ဖောင်းဖောင်းလေးဖြစ်နေလိမ့်မယ်เนาะဒီလိုမျိုးလေးဆွဲပြီးတော့ရှုံလိုက်ရင်ဒီထဲမှာကအမတို့ထမင်းကြိုင်မဟုတ်လေတခြားတစ်ခုခုထည့်လဲရတယ်เนาะဒီလိုလေးဖြစ်သွားမယ်ကျိုးလေးကိုဒီလိုလေးခြိထားလိုက်ရင်လည်းရတယ်เนาะဒါဆိုရင်ဒီတစ်ခေါက်တင်ပေးတဲ့ထမင်းကြိုင်အိတ်ကလေးကပြီးသွားပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်